နဲ့တွေ့လက်မြဲစွာလူရဲ့ပြီးသားဖို့လိုတာငါဆိုတဲ့အတ္တတို့ဖေခွန်ရမစိုးလင်းချက်သစ္စာအစင်သာလေးစားလိုက်ငါအယုတ်လည်းအမြဲမရွေးချမ်းသာဖို့အရေးရင်မတောင်းစုပြုရဲ့ကဆုံးဖေးညာကိဝေစီခွဲဘဝဘဝတွေတာယာဖို့ရဲ့အလားအပါတွေဝေဖြာဖို့တကယ်ဒီစုကတောင်းစုပြုမလေးရာရာခတ်သိမ်းချမ်းသာစေ